လို့မှတ်ယုံတယ်ဆိုတာလက်ခံတာလက်ခံတဲ့သဘောဒီသဘာဝတရားတွေကိုလက်ခံထားတယ်အေးလက်ခံထားသလိုကြည်တယ်ဆိုတာဘာတော့ဆိုလို့ရှိရင်တရားတရားလေးဖြစ်ပေါ်လာပြီဆိုလို့ရှိရင်စိတ်ထဲမှာညှက်နှောက်နေတာတွေမရှိဘူးဘာနဲ့အလားတရံတူတုံးဆိုလို့ရှိရင်ရှေးခေတ်တုန်းကစัจ जा မင်းကြီးဆိုတာရှိအဲ့ဒီစัจ जा မင်းကြီးကခရီးသွားတဲ့အခါမှာရေကြီးတော်ဆက်တာဖို့သူ့နောက်ကလူတွေပြောတော့ခုခေတ်လိုလဲရေတံဘူးတွေပါတွေဆောင်းသွားနိုင်တာမဟုတ်ဘူးလေသူခေတ်ကတော့ရေကြီးတော်ဆက်တာပါလို့ဆိုတော့စัจ जा မင်းကြီးရေကြီးတော်လိုတဲ့နေရာကလည်းပဲရေတွေကနောက်နေအဲ့ဒီနောက်နေတဲ့ရေစัจ जा မင်းကရေတောက်ချင်တယ်ဆိုတော့ခွက်နဲ့ခတ်ပြီးတော့စัจ जा မင်းကြီးမှာပါလာတဲ့ဗရမ ्या ယရနာလေးကိုအဲ့ဒီရေထဲမှာထည့်လိုက်မယ်ဆိုလို့ရှိရင်ဗရမ ्या ရဲ့စွမ်းအားကြောင့်ရေထဲမှာရှိတဲ့အနောက်တွေဟာအလုံးထိုင်သွားပြီးရေကြီးရေသန့်ကိုရပါတယ်တဲ့ခုခေတ်ရေသန့်ဆက်လို့ဘလောက်ကောင်းတော့နော်အဲ့ဒီစัจ जा မင်းကြီးရဲ့ဗရမ ्या ယရနာသည်ရေနောက်မြူနီတွေကိုကြည်စေတတ်တယ်ဗရမ ्या ယရနာလေးထည့်လိုက်တာနဲ့ပဲရေဟာကြီးသွားသလိုဟောတရားတရားလေးဟာဗရမ ्या ယရနာနဲ့တူတယ်တဲ့ဟောဒီတရားတရားစိတ်ထဲမှာပေါ်လာတာနဲ့တပြိုင်နက်လူရဲ့အစိတ်မှာကြည်သွားတယ်ကြည်သွားတယ်ဆိုတာဘာတွေဖြစ်လို့ကြည်သွားတာတော့လို့ဆိုအထတလိနိထကရာမှာဆိုထားတာကတတ္တာဥပ္ပိသမာနာနိဝရဏေဝိခံဘေတိကိလေသေတဏ္ဏိတိတာဘေတိစိတ်တံပတိရတိတတ္ထာယုံကြည်မှုဆိုတဲ့တရားတရားသည်ဥပ္ပိသမာနာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အခါကာလမှာနိဝရဏေနိဝရဏတရားတို့ကိုဝိခံဘေတိဖယ်ရှားနိုင်တော့၏စိတ်ရဲ့အညစ်အကြေးဆိုတာရှိတယ်ခန္ဓာကိုယ်မှာခန္ဓာကိုယ်ရဲ့ရုပ်ခန္ဓာကြီးမှာရုပ်ခန္ဓာရဲ့အညစ်အကြေးဆိုတာလူတိုင်းသိတယ်နော်ရုပ်ခန္ဓာကိုယ်ကြီးညစ်ကြေးနေလို့ရှိရင်ဘာလို့ရတော့ရေမိုးချိုးဖီလိမ်ရုပ်ခန္ဓာတန့်ရှင်းအောင်လုပ်ကြထို့တူပဲစိတ်ထဲမှာလည်းပဲအညစ်အကြေးဆိုတာရှိရုပ်ကိုပေသွားလို့ရှိရင်တော့လူတိုင်းကသိတယ်စိတ်ညစ်ထေးသွားတာကိုတော့လူတိုင်းကသတိမထားမိကြဘူးစိတ်မှလည်းပဲအဲ့လိုညစ်ပေသွားတာမျိုးရှိတတ်တယ်ဘာတွေကစိတ်ကိုညစ်ပေစေသလဲလို့ဆိုလို့ရှိရင်ဓမ္မအလင်းရောင်ဓမ္မအသိဉာဏ်ရဖို့ရနဲ့ပတ်သက်လာလို့ရှိရင်တဲ့စိတ်ကိုညစ်ထေးသွားစေတတ်တဲ့အရာတွေကဘာတွေတော့ဆိုကာမိသန္တကာမဆိုတာ sensual pleasure သန္တဆိုတာ desire for sensual pleasure လို့ဒီလိုဆိုတာပြောခြင်းစရာအာယုန်တွေလိုခြင်းစရာအာယုန်တွေပေါ်မှာစိတ်ဝင်စားပြီးတော့လိုခြင်းသန္တဖြစ်နေတာလိုခြင်းစရာအာယုန်တွေနှစ်သက်စရာအာယုန်တွေဆိုတာဘာတော့ဆိုရင်မျက်စိနဲ့မြင်ရလို့လိုခြင်းစရာအာယုန်နားနဲ့ကြားရတဲ့လိုခြင်းစရာအာယုန်နှာခေါင်းနဲ့နမ်းရှူရတဲ့လိုခြင်းစရာအာယုန်လျှာနဲ့အရသာခံရတဲ့လိုခြင်းစရာအာယုန်ခန္ဓာကိုယ်နဲ့ထိတွေ့လို့ရတဲ့လိုခြင်းစရာအာယုန်ဒါတွေကိုကာမဂုဏလိုခြင်းစရာကောင်းပြီးစိတ်ကိုနှောင်ဖွဲ့ထားလို့ကာမဂုဏ်လို့ဒီလိုခေါ်တာကာမဆိုတာလိုခြင်းစရာကောင်းတယ်ဂုဏဆိုတာအနှောင်အဖွဲ့တွေတဲ့တမန်နဲ့ယုံထွက်ပြီးတော့မသွားနိုင်ဘူးမျက်စိကလှတာပါတာကြည့်ခြင်းနဲ့နားကလည်းตาရတဲ့အတန်နားထောင်ခြင်းနဲ့နှာခေါင်းကလည်းမွေးကြိုင်တဲ့အနံ့ကိုရှုခြင်းနဲ့ဆိုတာတမန်နဲ့ဖယ်ရှားပြစ်နိုင်စွမ်းမရှိဘူးတဲ့အဲ့ဒီကာမိသန္တလို့ဆိုတဲ့လိုခြင်းစရာအာယုန်တွေပေါ်မှာစိတ်ဆန္ဒပြင်းပြနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စိတ်ဟာကြီးနေတာမျိုးမဖြစ်ဘူးလို့ဆိုလို့လောဘတွေလွှမ်းမိုးနေသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်သည်တရားထုတရားမြတ်အဲ့ဒီချိန်မှာမရနိုင်ဘူးထူးခြားတဲ့အသိဉာဏ်သူ့ရဲ့စိတ်မှာမပေါ်နိုင်ဘူးဒါကြောင့်မို့ဒီတရားကိုနိဝရဏလို့ခေါ်တယ်
နိဝရဏဆိုတာ mental hindrance စိတ်ရဲ့အဟံတာအတားအဆီးတွေဘာကိုတားဆီးတာတုံးဆိုရင်ကုသိုလ်စိတ်မဖြစ်အောင်ဆုတ်ပိတ်တားဆီးတတ်တဲ့သဘာဝတရားတစ်မျိုးစဉ်းစားကြည့်လေအပျော်ပါအာယုံကိုလိုက်စားနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်လိုလုပ်ပြီးတော့ဓမ္မအသိဉာဏ်တစ်ခုရနိုင်မလို့မရနိုင်ဘူးဒါကြောင့်မို့လို့ကာမိစ္ဆန္ဒဆိုတဲ့သဘာဝတရားစိတ်ထဲမှာအဟံအတားဖြစ်လာဒီကာမိစ္ဆန္ဒကိုဖယ်ရှားပြစ်နိုင်တာဘယ်သူကဖယ်ရှားပြစ်နိုင်လို့ဆိုတော့ဟောဒီတတ္တာဆိုတာကဖယ်ရှားပြစ်နိုင်တယ်တတ္တာဆိုတဲ့တရားလေးပေါ်လာလိုက်တာနဲ့တပြိုင်နက်ဟောဒီကာမိစ္ဆန္ဒဆိုတဲ့ပြောစရာအာယုန်တွေပေါ်မှာစိတ်ဝင်စားနေတာပျောက်သွားတယ်ဒါကြောင့်မို့လို့ပြောစရာအာယုန်နဲ့မပြောတဲ့ဘဲနဲ့ဒီကနေ့တရားနာမယ်ဆိုတဲ့ဓမ္မအသိဉာဏ်တွေရအောင်လုပ်မယ်ဆိုစိတ်ဝင်စားမှုကတစ်မျိုးပြောင်းသွားတယ်ဒါတတ္ထာရဲ့စွမ်းအားလို့ခေါ်တယ်